ရွာကပေတိုးအကြောင်းလေးပြောချင်နေဗျာရွာတွင်ဖိုးပြော့ထမင်းဆိုင်ဆိုတနယ်လုံးမတိသူမရှိလေစိတ်တွင်ဖွင့်ထားသည့်ဆိုင်ဖြစ်သောကြောင့်လည်းရေရွှင်လျင်ဖိုးပြော့ဆိုင်ငွေပိုဝင်သည်ဆိုလိုသည်မှာတနွေလုံးချောင်းရည်နေသောကြောင့်တဝါများမစင်းချိန်တွင်ဖိုးပြော့ဆိုင်မှာညနေခင်းမှသာရွာထဲကလူလောက်ရှိသည်မိုးကြလျချောင်းရည်စင်းလာပြီဆိုလျင်တစ်ကုံသည်ဝါကုံသည်တစ်ခုတ်ဝါခုတ်သမားတွေစုဝေးရာနေရာဖြစ်သောကြောင့်ချောင်းထဲရေလှိုင်လှိုင်ရွှင်မှဖိုးပြော့လဲငွေရွှင်တော့သည်ဖိုးပြော့ဆိုင်တွင်ပုံမှန်လာနေကြဖောက်သည်တယောက်ရှိသည်မိသူတွေရောက်လာသည်မလာသည်ဖြစ်စေသူကတော့ပုံမှန်ရောက်လာတတ်သည်သူ့အမိကပေတိုးဖြစ်သည်ပေတိုးသည်ပုံမှန်စိတ်တော့မဟုတ်သူ့ကိုယူနေသည်လဲပြောရခက်သည်သူသည်ပြောချင်ရာပြောတတ်သည်ကျွေးလျင်စားသည်ပေးလျင်ယူသည်တိုက်လျင်တောက်သည်အလွန်အေးချမ်းစွာနေတတ်သောကြောင့်လဲလူတွေကသူ့ကိုချစ်ကြသည်ပေတိုးသည်မိုးလင်းသည်နှင့်ဖိုးပြော့ဆိုင်ကိုရောက်လာသည်ဆိုင်ကအမိုက်တွေကိုတုံခိုင်းလျင်တောင်ပြင်ကိုယူသွားပြီးမိရှို့ပေးတတ်သည်ဆိုင်ပက်လေတွင်အပြင်တွေကကြွေကြသည့်တရက်ချောက်တွေကိုရှင်းလင်းပေးသည်တောက်ရည်အိုးတွေကိုရေးဖိပေးသည်သူ့အလုပ်ပြီးလျင်ဆိုင်ထောင်းတနေရာတွင်ထိုင်နေတတ်သည်ဆိုင်ရှင်ကထမင်းတပန်းကန်လာပေးလျင်စားပြီးပန်းကန်ကိုပြန်ဆေးကနေရာတကျသွားထားပေးတတ်သည်ဆိုင်ထဲတွင်လူကြလာလျင်ပေတိုးသည်စားပွဲဝိုင်းထိုးပေးသည်စားပြီးတောက်ပြီးပကံခွက်တွေကိုတင်ပေးသည်စားပွဲတွေကိုရှင်းလင်းပေးသည်ဆိုင်ပိတ်လျင်ပေတိုးပြန်သည်သူညအိပ်ရာနေရာမှာဖုံးကြီးချောင်းစရက်ဖြစ်သည်ပေတိုးကိုလူတွေကဝိုင်းဆက်ကြသည်သူ့ကိုဆလို့အကောင်းဆုံးမှာပိုက်ဆံနေဖြစ်သည်ပေတိုးရေလာပါဦးကွာအရက်ဝိုင်းတစ်ခုမှလူတစုကပေတိုးကိုခေါ်လိုက်သည်ပေတိုးကထိုဝိုင်းကိုသွားပြီးမတ်တက်ရက်နေသည်လူတယောက်ကသူ့အိတ်ထဲမှတမက်စေတစေးနှင့်ကြက်တန်တရွက်ကိုထုတ်လိုက်ပြီးစားပွဲပေါ်တင်လိုက်သည်ပေတိုးဟောဒီနှစ်ခုထဲကတစ်ခုကိုယူပေတိုးသည်ထိုသူချထားပေးသည့်တမက်စေးနှင့်ကြက်တန်တရက်ထဲမှမက်စေးကိုသာကောက်ယူလိုက်လိမ့်မည်ယင်းသည်ပေတိုးကိုလူတိုင်းကဝိုင်းပြီးနောက်ပြောင်เสียဖြစ်သည်မက်စေးနှင့်တကြက်တန်မိုးနှစ်ခုတွင်ပေတိုးသည်မက်စေးကိုသာနားလည်ပြီးတကြက်ကိုနားမလည်သည့်သဘောဖြစ်သည်ထို့ကြောင့်လဲသူ့ကိုအယူဟုခေါ်ကြခြင်းဖြစ်သည်ဘာပြောပြောပေတိုးကတော့မက်စေးလေးတစ်စေးရလျင်အရက်ဆိုင်ရှင်စားပွဲကိုသွားပြီးတမက်ပေးလိုက်သည်ဆိုင်ရှင်ကတော့အရက်ပူလင်းထဲကတပတ်ခန့်ကိုဖန်ခွက်ထဲငှက်ပေးလိုက်သည်ပေတိုးကထိုအရက်ကိုချက်ချင်းမောချလိုက်လိမ့်မည်ငွေရွှင်နေသောတစ်ကုံသည်ဝါကုံသည်တွေကဖိုးပြော့ဆိုင်ရောက်လျင်ပေတိုးကိုတမက်နှင့်တကြက်ပြပြီးရွေးခိုင်းသည်မှာထုံးစံလိုဖြစ်နေသည်ဘလောက်ချပေးပေတိုးကတော့တမက်ပေးယူသည်အရက်တစ်ပတ်သွားတော့သည်ဆိုင်ထောင်းတွင်ငြိမ်ငြိမ်လေးသွားထိုင်နေတတ်သည်ဖိုးပြော့ဆိုင်သည်ထမင်းအရက်လက်ဖက်ရည်အစုံရသည့်ဆိုင်ဖြစ်သည်ကျွန်တော်ကလက်ဖက်ရည်တမားဖြစ်ရမနှက်ခင်းဆိုလျင်ထိုဆိုင်ကိုလာပြီးလက်ဖက်ရည်တောက်လေးရှိသည်ထိုအချိန်ကအရက်သမားတွေမလာသေးတော့ပေတိုးကတော့ရောက်နေပြီကျွန်တော်ကတနေ့တွင်ပေတိုးကိုခေါ်လိုက်သည်ပေတိုးကကျွန်တော်စားပွဲကိုလာသည်ကျွန်တော်ကလစာထုတ်ပြီးစားဖြစ်သောကြောင့်ငွေရှင်သည်နှင့်အိတ်ထဲကပိုက်ဆံကြက်တန်တရွက်ကိုထုတ်လိုက်ပြီးယော့ဟူဆိုကပေတိုးကိုပေးလိုက်သည်ပေတိုးကကျွန်တော်ပိုက်ဆံကိုလက်မခံပါလက်ကိုနောက်ပစ်ပြီးကျွန်တော်ကိုပြုံးကြည့်နေသည်ယူလေးကွာစားကျင်တာဝယ်စားဟုပြောလိုက်သည်သူကတမက်ပဲပေးပါเสียဟုပြောသည်တကြက်ကတမက်၄ခုနဲ့ညီတယ်ကိုဒီတကြက်နဲ့ဆိုရင်တမက်တန်၄ခုဝယ်လို့ရတယ်တမက်ပဲပေးပါเสียခတ်တော့တာပဲငါစီမှာတမက်စစ်မရှိဘူးကောဒါကြောင့်တကြက်ပေးတာတကြက်ပဲယူတမက်ပဲပေးပါเสียပေတိုးကတော့ခတ်နေပြီးတကြက်တန်ကိုဘလို့မှပေးလျမယူဖြစ်နေသည်ကျွန်တော်ကပေတိုးငါပြောမယ်မင်းကိုလူတွေကအယူလုံနေတာတကြက်နဲ့တမက်ကိုချပေးပြီးမင်းကတမက်ပဲယူတာကိုဟာသာလုံနေကြတာတကြက်ကတမက်ထက်ပိုပြီးတန်ဖိုးရှိတယ်ကိုပေတိုးကကျွန်တော်အနားကပ်လာပြီးကျွန်တော်သိပါတယ်ဆရာသိရင်ဘာဖြစ်လို့တကြက်နဲ့တမက်ချပေးရင်မင်းကတမက်ပဲကောက်တာလဲပေတိုးကဟိုဒီကြည့်လိုက်ပြီးမှကျွန်တော်တကြက်ကိုကောက်လိုက်ရင်လူတွေကကျွန်တော်ကိုနောက်ဖယ်မှာရွေးချယ်ခွင့်ပေးတော့မှလဲဆရာရဲ့ဒါကြောင့်တမက်ပဲရွေးချယ်လိုက်တာဟာကျွန်တော်အတွက်ရေရှည်ကြိုးပါဆရာလဲကျွန်တော်ကိုတမက်ပဲပေးပါနော်ကျွန်တော်သူ့ကိုကြည့်ပြီးရဲချင်နေမိသည်ပေတိုးတကယ်တော့မယူပါယူချင်အောင်ဆောင်နေခြင်းသာဖြစ်သည်သူကထိုတို့ယူပြနိုင်မှမူးနိုင်မည်ဖြစ်သည်ကျွန်တော်မှလည်းထိုအချိန်ကတမက်မရှိသဖြင့်ကိုဖိုးပြောရေဗျာဆရာပေတိုးကိုတမက်ဖိုးလုပ်ပေးလိုက်ပါဗျာကျွန်တော်ပေးပါမယ်ပေတိုးကဆိုင်ရှင်စားပွဲရှိသွားရက်သည်ဆိုင်ရှင်ကဖန်ခွက်ထဲအရက်ထည့်ပေးသည်ပေတိုးကတစ်ချက်တည်းမော့လိုက်သည်